မ်းမားတွေနဲ့တွေ့တိုင်းခက်ခဲမှုတွေကြုံတွေ့တတ်တဲ့တင်းနီတက်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာ The Soccer Speed ရဲ့ Football Channel နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် Premier League ရဲ့ပွဲစဉ်ကောင်းတစ်ခုဖြစ်တဲ့ West Ham နဲ့ Man United အသင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုကျွန်တော်တို့တူလုပ်လိုက်ကြအောင်ဗျာဒီပွဲစဉ်ဟာတည်ရတမတ်ဟာ Man United အသင်းအတွက်တော့နစ်နာတယ်လို့ထင်ခဲ့ရပေမဲ့ပွဲပြီးအချိန်ပို96မိနစ်မှာရရှိလာတဲ့ချီပါကိုကနေတဆင့်အသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာမြင့်တင်နိုင်မှုကိုပြသနိုင်ခဲ့ပြီးတော့ကျွန်တော်တို့အနေနဲ့ရှုံးပွဲမရှိစံချိန်ကိုလည်းဆက်ပြီးထိန်းထားနိုင်ခဲ့တယ်။ Man United အသင်းရဲ့ထုံးစံတိုင်း low block ခံစစ်အထိုင်နဲ့ပိတ်ကစားတတ်တဲ့အသင်းမျိုးတွေနဲ့တွေ့ရင်ခက်ခဲလေးရှိအားနည်းချက်ကိုလည်းဒီနေ့ပွဲမှာထပ်မံပြီးတော့မြင်တွေ့ခဲ့ရတယ်။ United အသင်းအနေနဲ့ပြိုင်ဘက်ကခံစစ်အထိုင်နဲ့စောင့်ကစားတဲ့အခါမျိုးတွေမှာရလက်ဆိုးတွေရရှိလေးရှိတာကိုလည်းတွေ့ရတယ်။နောက်တစ်ချက်အနေနဲ့ Man United အသင်းရဲ့အားနည်းချက်ဖြစ်တဲ့ဘယ်ချမ်းကပါချင်းချောက်မှုမရှိခဲ့သလိုအားကိုးရတဲ့ညာချမ်းကပါထင်သလောက်အလုံးမဖြစ်ခဲ့တာဒီနေ့ပွဲစဉ်အဓိကရုန်းကန်ခဲ့ရတဲ့အကြောင်းရင်းတစ်ခုလို့ပြောလို့ရတယ်ဒီနေ့ပွဲစဉ်မှာမန်ယူနီးပြမိုက်ကယ်ကာရက်စွန့်စားလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုလှုပ်ဆောင်ခဲ့တယ်အဲ့ဒီဆုံးဖြတ်ချက်ကဘာလဲဆိုရင်နောက်ခံကစားသမားဖြစ်တဲ့ဓားလော်ကိုထုတ်ပြီးတော့တိုက်စစ်ကစားသမားဖြစ်တဲ့ဇက်ကီကိုထည့်သွင်းကတိုက်စစ်အရှင်ကိုမြင့်တင်ခဲ့တယ်ဒီလိုရဲရဲနဲ့ဆုံးဖြတ်ချက်ကပဲခြေပါကိုရဖို့လမ်းစာတစ်ခုဖြစ်သွားစေခဲ့တယ်လို့ကျွန်တော်တော့မြင်မိရဲ့ပွဲချိန်90မိနစ်မှာဘိုဝင်ရဲ့ဖန်နီးမှုကနေတစ်စစ်စူဆက်ကဝက်ဆန်အသင်းအတွက်ဥဆောင်ကိုသွင်းယူပေးခဲ့တာကြောင့် Man United အသင်းအနေနဲ့ဖိအားအများကြီးကြုံတွေ့ခဲ့ရတယ်။ဒါပေမဲ့ပွဲချိန်96မိနစ်အရောက်မှာတော့အမ်ဘူရဲ့ဖြတ်တင်မှုကနေတစ်စစ်ဘင်ဂျမင်ဆက်ကိုကအဆုံးဖြတ်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီဂိုးကလည်း Man U နီးပြကာရက်ရဲ့နီးဗျူဟာမြောက်တဲ့အပြောင်းလဲရတဲ့တစ်စစ်စတင်ခဲ့ရလို့ပြောလို့ရတယ်။ဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားကိုရွေးချယ်ရမယ်ဆိုရင်ကျွန်တော်ကတော့ Man U တိုက်စစ်မှုဆက်ကိုပဲရွေးချင်တယ်။ဘာလို့လဲဆိုရင်ဒီနေ့ပွဲစဉ်မှာဂိုးရရှိနိုင်မှုအခွင့်အရေးတွေရရှိဖို့ခက်ခဲနေခဲ့ပေမဲ့လည်းဒီနေ့ပွဲစဉ်မှာရရှိလာတဲ့ခွင့်ရေးကောင်းတစ်ချိန်ကိုအကောင်းဆုံးအသုံးချသွားနိုင်ခဲ့တာသူ့ရဲ့အရေးချင်းတစ်ခုလို့ကျွန်တော်ကတော့မြင်မိတယ်။နောက်တစ်ချက်အနေနဲ့ဒီနေ့ပွဲစဉ်မှာ Man United အသင်းရဲ့ဆုံးရှုံးမှုတစ်ခုကိုပြရမယ်ဆိုရင် Harry Maguire ဒဏ်ရာရရှိသွားခဲ့တာပဲဖြစ်တယ်။ဒါကြောင့်နီးပြမိုက်ကယ်ကာရက်အနေနဲ့နောက်ပွဲစဉ်တွေမှာလူငယ်ကစားသမားယိုအသုံးပြုလာဖို့ရှိနေပါတယ်။ဒီပွဲစဉ်ရဲ့တတိထားမိရဲ့အချက်တစ်ခုကိုပြောရမယ်ဆိုရင်တော့ Man United အသင်းရဲ့အရှုံးမပေးတဲ့စိတ်ဓာတ်ကိုကျွန်တော်မြင်တွေ့ရရတယ်။နောက်တစ်ခုအနေနဲ့အရင် Man United အဟောင်းပြန်ရတဲ့ခံစားချက်မျိုးပြန်ရခဲ့တယ်လို့ကျွန်တော်ကတော့မြင်မိရဲ့ဒီရလက်ကြောင့်ပဲ Man United အသင်းအနေနဲ့နောက်ဆုံး9ပွဲဆက်ထိရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းထားနိုင်ခဲ့ပြီးတော့ဒါဟာအမှတ်ပေးစရာထိပ်ပိုင်းကိုဆက်လက်ပြီးဖိအားပေးဖို့အတွက်လည်းစံချိန်ကောင်းတစ်ခုဖြစ်သွားစေခဲ့တယ်လို့ကျွန်တော်တို့မြင်မိရဲ့အခုပွဲစဉ်မှာ Man United အသင်းကိုခြုံပြီးသုံးသပ်မယ်ဆိုရင်တော့ Man United အသင်းကအနိုင်ရရှိဖို့မထိုက်တန်ဘူးလို့ကျွန်တော်တို့မြင်မိရဲ့အခုရရှိသွားတဲ့တရေတမတ်က United အသင်းအတွက်လုံလောက်တဲ့ရလက်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာပုံမကောင်းမွန်တဲ့နီးဗျူဟာတွေနဲ့ပြန်လာနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်မိရဲ့ကဲအခုလိုပွဲပြီးသုံးသက်ချက်ကောင်းလေးတွေကိုအမြဲကြည့်ရှုနိုင်မှုအတွက် The Soccer Speed ရဲ့ Football Channel ကို Like and Subscribe လုပ်ထားဖို့လည်းမမေ့ကြနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပတ်ဒီမှာပြန်တွေ့ကြမယ်